안녕하세요. 연세 레벨 3 to 6ခုမြောက် grammar ဖြစ်ပါတယ်. grammar က G မှာပေါ်တင်တာ အနှိပ်တော့ G ကတော့အသုံးတွေအများကြီးရှိပါတယ်. ဒါပေမဲ့ level 3 to number 6ခုမြောက်မှာပါတဲ့ grammar အနေနဲ့ပဲရှင်းပြပေးသွားပါမယ်. ဒီမှာသူကအသုံး2မျိုးနဲ့ရှင်းပြပေးထားပါတယ်. ပထမအသုံးကပထမတစ်ခုကတစ်ခုကိုလှုပ်တင်တာပေါ့လှုပ်ရမှာပေါ့ဆိုပြီးတော့အကြံပေးတဲ့အခါနှစ်မျိုးတစ်သားဖြစ်ပြီးပြောတဲ့အခါမှာသုံးတယ်. action verb only ပဲသုံးပါတယ်. action verb only plus G present tense ပဲသုံးတယ်ပေါ့နော်. နောက်တစ်ခုကတော့လှုပ်လိုက်တော့လည်းမလှုပ်တင်ခဲ့သည့်အခြေအနေမျိုးတွေမှာသုံးတယ်. သူကကျတော့ action verb only present tense ပဲသုံးတယ်. G မှာ G လှုပ်ခဲ့တဲ့နာဆိုရင်တော့ action verb plus G မလှုပ်ခဲ့တဲ့ဆိုတော့ action verb plus G မှာ G. အဲ့တော့နမူနာလေးတစ်ချက်ကြည့်ကြည့်ပါမယ်. 이 근처까지 왔으면 우리 집에 들어갔지. 이 근처까지 왔으면 우리 집에 들어갔지. 네 날이ရောက်လာရင် ငါတို့ အိမ်ကို ဝင်လာတင်တာပေါ့. ဝင်လာပါလား. 이 근처까지 왔으면 네 날이ရောက်လာရင် 우리 집에 ငါတို့ အိမ်ကို 들어갔지. ဝင်လာတင်တာပေါ့. ဝင်လာပါလား. 어른들 앞에서는 좀 찬지. 어른들 앞에서는 좀 찬지.လူကြီးတွေ ရှိမှာတော့ နည်းနည်း သီးခံတင်တာပေါ့. 어른가 လူကြီး. 참다 သီးခံတာပေါ့နော်. 어른들 앞에서는 좀 찬지.လူကြီးတွေ ရှိမှာတော့ နည်းနည်း သီးခံတင်တာပေါ့. သူကတော့မသီးခံနိုင်ဘူးထင်ပါတယ်နော်. 성사님께 내 안부도 좀 전해주지. 성사님께 내 안부도 좀 전해주지.ဆရာကို ငါရဲ့ နှုတ်ဆက်စကားလေးလည်းပြောပေးတင်တာပေါ့. 안부가 တာကြောင့်မကြောင့်မေးတာပေါ့နော်. 안부가 တာကြောင့်မကြောင့်မလဲ နေကောင်းလားကျန်းမာလားဘာညာ အဲ့လိုမျိုး နှုတ်ဆက်စကားလို့ပဲရေးထားတယ်ပေါ့နော်. 안부 တာကြောင့်မကြောင့်. 전해라가 lesson ကန်သည် ပြောပေးသည်ပေါ့နော်. တဆင့်ပြောပေးသည် lesson ကန်သည် 전해. 성사님께 내 안부도 좀 전해주지.ဆရာကို ငါရဲ့ နှုတ်ဆက်စကားလေးလည်းပြောပေးတင်တာပေါ့. 성사님께 내 안부도 좀 전해주지. 그가 길이 미끄러우니 다라지 마지. 길이 미끄러우니 다라지 마지. 나가 천일로 맞비에땐부. 길이 미끄러우니 다라지 마지. 나가 천일로 맞비에땐부. 수업 시간에 떠들지 마지. 수업 시간에 떠들지 말지. 사틴제이마 마수냔땐부. 수업 사틴제이마노. 사틴제이마 떠들지 마지. 마수냔땐부. 그가 몸이 아프면 무리하지 말지. 몸이 아프면 무리하지 말지. 니미가와인 알론좀 말로땐부. 무리하라 알론좀 로디보노. 무리하라가 알론좀 로디. 아시바베노. 몸이 아프면 무리하지 말지. 니미가와인 알론좀 말로땐부. 다소변抽ကြည့်မယ်ဆိုရင် G. ဒီမှာသူကအသုံး2မျိုးနဲ့ရှင်းပြပေးထားပါတယ်. ပထမတစ်ခုကတစ်ခုကိုလှုပ်တင်တာပေါ့လှုပ်ရမှာပေါ့ဆိုပြီးတော့အကြံပေးတဲ့အခါနှစ်မျိုးတစ်သားဖြစ်ပြီးပြောတဲ့အခါမှာသုံးတယ်. action verb only ပဲသုံးပါတယ်. action verb only plus G present tense ပဲသုံးတယ်ပေါ့နော်. နောက်တစ်ခုကတော့လှုပ်လိုက်တော့လည်းမလှုပ်တင်ခဲ့သည့်အခြေအနေမျိုးတွေမှာသုံးတယ်. သူကကျတော့ action verb only present tense ပဲသုံးတယ်. G မှာ G. နားလည်မယ်လို့ယူဆပါတယ်. 여기까지입니다. 도움이 되면 좋겠습니다.နောက်တစ်ခါမှာပြန်လည်တွေ့ကြပါမယ်.